မင်္ဂလာပါရှင်ဟိုကိုရဲ့ drawback လေးပြပေးပါမယ်ဒါလေးကအိမ်ထဲမှာထားရမှာလေးဖြစ်ပါတယ်သူက speaker ပါတဲ့ channel လေးပါသူ့ကိုတော့အမြဲတမ်း AC plus တိုက်ရိုက်နဲ့ကိုအားပေးထားရမှာဖြစ်ပါတယ်ဝက်ဆွဲကတော့3 watt ပဲရှိရတဲ့အတွက်ကြောင့်မလို့ဝက်ဆွဲလေးတော်တော်လေးနည်းပါတယ်ရှင်သူ့မှာ speaker အတန်မျိုးပေါင်းကကြတော့အမျိုး60ကျောင်းလဲနိုင်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်အတန်တိုးလျှော်လည်းရပါပဲအတန်တိုးလျှော်9ဆင်းလောက်လို့ရပါမယ်ဒီဘက်ကကောင်လေးကကြတော့ဒါလေးကအိမ်ပြင်ဘက်မှာထားရမှာလေးဖြစ်ပါတယ်အိမ်ပြင်ဘက်မှာထားရလေးကသူကတပည့်တိတ်လေးရောပါပါတယ်ရှင်နည်းနည်းမိုးလုံလေးဖြစ်အောင်တော့ထားပေးရမှာဖြစ်ပါတယ်အတွင်းထဲမှာနိုင်တက်ခဲလေးပါတာဖြစ်တဲ့အတွက်ကြောင့်မလို့လဲရတာလည်းလွယ်ကူပါတယ်အသုံးပြုလို့ရတဲ့အချိန်လေးကတော့အနည်းဆုံးတစ်နှစ်ခွဲဝန်းကျင်လောက်ထိအသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်စပြပေးပါမယ်အတန်ပြောင်းကျင်နေဆိုလို့ရှိရင်ဒီခလုတ်လေးကနေပြီးတော့ပြောင်းပေးရမှာဖြစ်ပါတယ်အတန်တိုးလျှော့ကလည်းဒီမှာပဲလုပ်ပေးရမှာဖြစ်ပါတယ်တို့နှစ်ခုရဲ့အကွာဝေးမီတာတော့မီတာ20ထိအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ရှင်တော်တော်ဝေးထိရပါတယ်တကယ်လို့ဧည့်သည်တွေအတွက်အိမ်ရှိမှမချိတ်ထားခြင်းဘူးဆိုလို့ရှိရင်လည်းတစ်ခုခုကိုအကြောင်းကြားဖို့ရအတွက်ဒီလိုမျိုးဘဲလေးတွေအသုံးပြုလို့ရပါတယ်ရှင်ဈေးနှုန်းလေးကတော့9300ကျပ်ဖြစ်ပါတယ်ရှင်မှာယူခြင်းနဲ့ဆိုရင်တော့မိတ်ဆွေတွေရဲ့ Sweet Corner Facebook ချက်ပေါက်မှာတစ်စင်း TikTok ချက်ပေါက်မှာတစ်စင်းမှာယူနိုင်မှာပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်